Okay, minasan no along me menglaba and in pinadana nya we bitene အကြောင်းအရာလေးကတော့ဒီခိုခိုရိုတိုခလာရာနိုရှီကိုမီဘာသာရဲ့မှာမဖြစ်မနေသိထားရမယ်အချက်အဓိကအခြေခံအချက်ကလေးပေါ့နော်အဲ့ဒါလေးကဘာလေးလဲဆိုတော့မဆူရိုနော်ဒီခေါ်တန်းကိုင်းတော့ရောက်ကျူပေါ့နော်မဆူရိုနော်ခေါ်တန်းကိုင်းတော့ရောက်ကျူဆိုတာကဒီမဆူရိုဆိုတဲ့လူอ่ะပေါ့နော်ဒီလူတွေရဲ့လိုအပ်ချက်ကိုအခြေခံမော်နော်အခြေခံလိုအပ်ချက်တွေဒီလူတွေရဲ့ဆန္ဒတွေကိုအဆင့်5ဆင့်ခွဲပြီးတော့သတ်မှတ်လိုက်တာပေါ့နော်အဲ့လိုမျိုးစာနဲ့လောက်လိုက်တာပေါ့နော်စာနဲ့သတ်မှတ်လိုက်ခြင်းဖြစ်ပါတယ်အဲ့တော့ဒီမှာကဒီမဆူရိုနော်ဒီခေါ်တန်းကိုင်းတော့ယောက်ျူတူပါတဲ့နေကင်းတော့ယောက်ျူကိုအစ်ဆူနော်ခိုင်နော်တန်ကိုင်းနေဝါခဲတဲ့နော်ခိုင်ဆိုတဲ့ခီနေမတာစားတဲ့イクというまたされていくというဒီ理論ですပေါ့နော်အဲ့တော့ဒီခုနချက်စုပြောသားတယ်လို့ပဲဒီမဆူရိုကဒီမဆူရိုတော့ပေါ့နော်ဒီကော်တန်းကိုင်းတူရတယ်ပေါ့နော်အစင်5ဆင့်ဆိုတာကတဲ့နော်ဒီလူတွေရဲ့ပေါ့နော်လိုအပ်ချက်တွေကိုနော်5ဆင့်အချက်5ချက်ပေါ့နော်အစင်5ဆင့်ခွဲပြီးတော့မှနော်ဒီလူတွေရဲ့ကျင့်တဲ့စီခြင်းပေါ့နော်အဲ့လိုမျိုးပုံစံကိုလောက်ထားတဲ့ဟာเนาะ theory ဖြစ်တယ်ပေါ့နော်အဲ့တော့အောက်ကမြန်မာလူလေးလေးဘာသာပြန်ပေးထားပါတယ်เนาะအဲ့တော့အဲ့ဒါလေးကိုကြည့်ပါဆိုတော့ဒီစကားပြောတဲ့လူမျိုးလေးပဲပြောသွားမှာပေါ့နော်အဲ့တော့ဒီအောက်မှာကသူကအဆင့်အရင်ဆုံးအောက်ဆုံးအဆင့်အရင်သွားကြည့်မယ်ပေါ့နော်ကျဆိုတော့အောက်ကပုံလေးကိုသွားအောက်ကပုံလေးမှာကကြတော့ဒီသူ့ရဲ့အခြေခံလိုအပ်ချက်တွေပေါ့နော်အဲ့ဒါတွေကိုပုံလေးနဲ့ပြပေးထားတာအပေါ်ကစာနဲ့ပြပေးထားအောက်ကကျတော့ပုံနဲ့ကြတော့ဒီဇရာတဲ့ဥမာမှာတော့ပုံလေးတွေနဲ့ဆိုတော့ကာမနာဆိုတော့မြင်တာထင်တာရှိတာပေါ့နော်အဲ့တော့ဒီအပေါ်ကပုံမှာအရင်ဆုံးဒီဆေးတွေဟိုဒီစာနဲ့ဟာလေးကိုတွားကြည့်ကြမယ်ပေါ့နော်အဲ့တော့အဲ့မှာဆေးတွေတက်ခီရော Q ရှိမယ် answer ရော Q ရှိမယ်အောက်ဆုံးကနေအရင်တွားမယ်နော်ဘာလို့အခြေခံလိုအပ်ချက်ကနေအရင်စပြီးတဖြည်းဖြည်းတက်မှာအပေါ်နော်ဒီမဆူရိုရဲ့ဒီဆရာရဲ့ဒီအောက်ဟိုကဘယ်လိုလဲသူ့ရဲ့ရည်ရွယ်ချက်ကအောက်ကနေစသွားမှာပေါ့နော်အဲ့တော့ဒီဆေးအောက်ဆုံးမှာဆေးဒီတက်ခီရော Q ရှိမယ်ပြီးလို့ရှိရင်ဒုတိယအကွက်မှာအပြာရောင်လေးနဲ့ answer နော်ရော Q ရှိမယ်ပြီးလို့ရှိရင်ဒီအစိမ်းရောင်လေးနဲ့အကွက်လေးမှာကကြတော့နော်ဒီရှော့ဆိုခုတိုးတဲ့အာရီကျော်ရော Q ပေါ့နော်ပြီးလို့ရှိရင်အဝါရောင်လေးနဲ့အကွက်မှာကရှော့နေရော Q ရှိမယ်အပေါ်ဆုံးကပန်းရောင်လေးမှာကကြတော့ဂျီကိုဂျီဆိုကန်တော့ရော Q ဆိုပြီးတော့အဆင့်5ဆင့်ရှိတယ်ပေါ့နော်အဲ့တော့ဆေးဒီတက်ခီရော Q အောက်ဆုံးကအကွက်ကလေးကဘာလေးလဲဆေးဒီတက်ခီရော Q ဆိုတာကနော်ဆေးမဲကို EG style ပေါ့နော်အဲ့တော့လူတွေကအသက်ရှင်ခြင်းနဲ့ပေါ့နော်သူတို့ရဲ့အသက်တွေကိုမြဲမြံအောင်လို့တီစောင့်ရှောက်ခြင်းနဲ့နော်အသက်ရှင်ခြင်းနဲ့ပေါ့နော်အဲ့လိုပုံစံမျိုးပြောတာပါအဲ့တော့အသက်ရှင်ဖို့အတွက်လိုအပ်တဲ့အရာတွေကိုသူတို့လောက်ချင်တယ်ပေါ့နော်အဲ့တော့အသက်ရှင်ဖို့အတွက်အဓိကနေဟိုစားမယ်တောက်မယ်ပေါ့နော်လူတွေအသက်ရှင်ဖို့အတွက်အသက်ရှူရမယ်စားရမယ်တောက်ရမယ်နော်အဲ့တော့အနားယူရမယ်အိပ်ဆက်ရမယ်နော်အဲ့တော့ relax လုပ်ရမယ်နော်ပြီးလို့ရှင်နော်အဲ့မှာပုံလေးနဲ့ပါတယ်နော်အဲ့တော့ search တွေပါတွေကလည်းဒီစိတ်တွေတက်ခီရော Q ထဲမှာပါတယ်ပေါ့နော်အဲ့တော့အပေါ်ကကြတော့ဒီ answer နော် shock Q နော်အဲ့စိတ်ဒီတက်ခီရော Q ကကြတော့လူတွေအသက်ရှင်ဖို့အတွက်လှုပ်ဆောင်ရတဲ့အရာတွေအကုန်လုံးကစိတ်ဒီတက်ခီရော Q ထဲမှာပါပါတယ်နော်အဲ့တော့အပေါ်ကကဲလူတွေကအသက်ရှင်ပြီးဆိုလို့ရှိရင်အသက်ရှင်ဖို့ ਨੇ မပြီးသေးဘူးလေနော်အဲ့တော့ answer နော် shock Q ကိုသွားမယ်သူကနော်အသက်ရှင်နေတဲ့အတွက်ကိုသူကကောက်အိမ်ကောင်းကောင်းလေးမှာနေခြင်းနဲ့ပတ်စံနေလဲစုခြင်းနဲ့เนาะသူသုံးဖို့အတွက်ကိုเนาะအဲ့တော့သူကပတ်စံရှိမှစိတ်ချမ်းသာမယ်စိတ်အေးရမယ်ဆိုတဲ့ပုံစံမျိုးပေါ့เนาะအဲ့တော့ပတ်စံနေအိမ်နေလိုမယ်ပေါ့เนาะသူရဲ့ safety ဖြစ်ဖို့အတွက်ကိုလို့ရှင်သူစေကူတာမှုကောင်းကောင်းခံယူခြင်းနဲ့ပေါ့เนาะအဲ့လိုမျိုးသူရဲ့ safety သူရဲ့ဒီလုံခြုံမှုအတွက်เนาะစိတ်ချရမှုတွေအတွက်ကိုသူကလိုအပ်ချက်တွေပေါ့เนาะအဲ့ဒါတွေကကြတော့ဒီ answer เนาะ your Q ထဲမှာပါတယ်ပေါ့เนาะသူရဲ့စိတ်ချလုံခြုံမှုကိုလို့အတွက်လိုအပ်မဲ့အရာတွေပေါ့နော်အိမ်ကြီးငွေကြေးတွေပြီးတော့ရှင်သူ့ရဲ့ကျန်းမာရေးအတွက်စိတ်ကူးတာမှုတွေပေါ့နော်အဲ့ဒါတွေလိုအပ်မယ်ပြီးတော့နောက်ဒီအလေကောင်ပေါ့နော်နံပါတ်30မြောက်ပေါ့နော်အဲ့မှာကကြတော့ဒီရှောဆိုကုတိုအိုင်ဂျောယော Q ဆိုပြီးရှိမယ်ပေါ့နော်အဲ့တော့ရှောဆိုကုတိုအိုင်ရှောဆိုကုတိုအိုင်ဂျောယော Q ပေါ့နော်အဲ့ဒါကကြတော့သူကအမှအသက်လဲရှင်နေပြီသူ့အတွက်ဒီလုံခြုံစိတ်ချမှုတွေလည်းရှိနေပြီအဲ့တော့သူကပတ်ဝန်းကျင်သူ့ရဲ့ပတ်ဝန်းကျင်လိုအပ်တယ်လေနော်လူတွေကလုံးလိဖြစ်လို့မရဘူးအဲ့တော့ဒီနော်အာရီကျော်ဆိုတဲ့အတွက်နော်အချစ်ခံခြင်းနဲ့ပေါ့နော်သူ့ကိုလူတွေကချစ်စေခြင်းနဲ့ပေါ့နော်အဲ့တော့အချစ်ခံခြင်းနဲ့အဲ့တော့အချစ်ခံဖို့အတွက်သူကပတ်ဝန်းကျင်လိုတယ်အဲ့တော့မိဘသူကသားသမီး
တယောက်အနေနဲ့ဆိုလို့ရှိရင်သူမိဘစီကလည်းအချစ်ခံခြင်းနဲ့ညီကိုမောင်နှမတွေစီကလည်းဆွေမျိုးတွေစီကလည်းအချစ်ခံခြင်းနဲ့ပြီးလို့ရှိရင်သူ့ရဲ့ပါတနာပေါ့နော်ချစ်သူရည်စားပေါ့နော်အိမ်နောက်ဘက်စီကလည်းသူအချစ်ခံခြင်းနဲ့နော်အဲ့လိုပုံစံမျိုးလေးပေါ့အဲ့ဒါကို short ဆိုပွားကြီးသူကြောရောက် Q လို့ခေါ်တယ်ပေါ့နော်အဲ့တော့ဒီအောက်ကပုံလေးမှာကကြတော့နော်အဲ့တော့သူအမှမိဘတွေကနော်မွေးဖွားလာတယ်အဲ့တော့မိဘတွေကမွေးဖွားတော့မိဘတွေစီကလည်းအချစ်ခံခြင်းနဲ့ခုန6စုပြောသလိုနော်ပုံလေးနဲ့လည်းပြထားတယ်နော်အောက်ကဒီအောက်စီယာကပုံလေးမှာပါတယ်နော်အဲ့တော့ချစ်သူနဲ့လို့ရှင်လုပ်ငန်းခွင်ကလူတွေပေါ့နော်ပတ်ဝန်းကျင်ကလူတွေနဲ့လေသူကသူ့ကိုအဲ့လိုမျိုးအဲ့လိုမျိုးပေါ့နော်အဲ့လိုဘယ်လိုပြောနှစ်သက်စေချင်တာပေါ့နော်သူအဲ့လိုမျိုးလို့ရှိရင်နံပါတ်နောက်ဆုံး၄ချက်ပေါ့နော်အဝါရောင်လေးနဲ့အကွာ shortening your Q ပေါ့နော် shortening your Q ကကြတော့နော်ဒီသူကကြတော့အတိအမှတ်ပြုခံချင်တာကွာအဲ့တော့နေရာတကာသူ့ကိုပဲအတိအမှတ်ပြုစေချင်တယ်ကွာ तू ကပဲတော်တယ် तू ကပဲတက်တယ်အဲ့တော့သူ့ကိုတော်တယ်လို့ချီးကျူးလိုက်ရင် तू တအားပျော်နေတဲ့သူမျိုးပေါ့နော်အဲ့ဘလို့ရှိရင် तू ဘယ်လိုပြောမလဲလူတွေရဲ့ချီးကျူးတာကိုခံချင်တယ်လူတွေရဲ့အတိအမှတ်ပြုတာကိုခံချင်တဲ့သူမျိုးပေါ့နော်အဲ့တော့နော် shortening ဆိုတာလူတွေရဲ့အတိအမှတ်ပြုတာကိုခံချင်တယ်ပေါ့နော်အဲ့လိုဟာမျိုးပေါ့နော်အဲ့တော့ဒီနော်လူတွေကအဲ့လိုမျိုးပေါ့နော်အခြေခံလိုအပ်ချက်တွေကတစ်ဆင့်ပြီးတစ်ဆင့်များလာတာပေါ့နော်အဲ့တော့ဂျီဘုံကိုတဲ့နော်မိုတိုမေတိုင်နော်တာရှာခါရဒီခါချီကိုတဲ့မိုတိုမဲနော်မိုတိုမဲတာတဲ့တိုင်ပေါ့နော်အဲ့တော့သူ့ကိုသူလည်းအတိမတ်ပြုတယ်အတိမတ်သူ့ကိုသူလည်းတော်တယ်သူတက်တယ်ဆိုပြီးတော့အတိမတ်ပြုခြင်းနဲ့သူ့ကိုသူချီးကျူးတာပေါ့နော်အဲ့ပြောရှင်သူများတွေကသူ့ကိုချီးကျူးတာလည်းခံချင်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်ကြတယ်လူကအခြေခံလိုအပ်ချက်တွေပြီးသွားလို့ရှင်လူတွေကအဲ့လိုမျိုးတစ်စင်ပြီးတစ်စင်လိုချင်တာတွေများလာတယ်လောဘပေါ့နော်လောဘတွေများလာတဲ့ပုံစံမျိုးအဲ့တော့နော်သူ့ကိုအတိမတ်ပြုခံချင်တာနော်အဲ့သူ့ကိုပဲဦးစားပေးစေချင်တယ်သူပြောတာကိုပဲလက်ခံစေချင်တယ်သူနော်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့အတိမတ်ပြုခံချင်တာကိုပြောတာပါအဲ့တော့ဦးစားပေးခံချင်တဲ့အဲ့လိုမျိုးပေါ့နော်သူ့စကားကိုပဲအတိပြုစေချင်တဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါကိုပြောတာပေါ့နော်လူတွေရဲ့အတိမတ်ပြုခံချင်တယ်အဲ့တော့သူကစူးစားတယ်ကွာသူများတွေထဲသူကစူးစားတယ်ဘာလို့ဆိုတော့သူများတွေရဲ့သူကချီးကျူးတာတွေလက်ခုပ်တီးပေးတာတွေကိုလိုချင်တဲ့အတွက်ပေါ့နော်အဲ့တော့သူကစူးစားတယ်အဲ့တော့သူလိုမျိုးပေါ့နော်စူးစားတဲ့အတွက်ကိုလေဟိုသူတော်လာတယ်တက်လာတယ်သူတော်လာတယ်တက်လာတယ်နောက်မှာသူကလဲတော့သူ့ကိုချီးကျူးတာတွေအတိမတ်ပြုတာတွေကိုသူကလိုချင်လာတာမျိုးပေါ့နော်အဲ့ဒါပြီးတော့နောက်ဆုံးဂျီကိုဂျီဆူကန်တော့ရောက် Q ပေါ့နော်ဂျီကိုဂျီဆူကန်တော့ရောက် Q ကကြတော့သူကသိပ္ပံပညာရှင်ဆန်သွားပြီပေါ့နော်သူကကြတော့သိပ္ပံပညာရှင်နေဆိုလို့ရှိရင်ကွာသူများတွေမလုံနိုင်တဲ့ဟာတွေကိုသူတို့ teach train နေပေါ့နော်အဲ့လိုပုံစံမျိုးသူတို့ကြတော့ဒီပေါ့နော်ဟေယဝနာဒီရှကိုင်းကိုစကူရီတိုင်းပေါ့နော်ရဲရကြတော့နော်အဲ့တော့ဒီပေါ်မှာကသူ့ပုံမှာပါတဲ့စာရေးကြတော့နိုးလျော်ခုတဲ့နော်ဟာဆွန်စတဲတဲ့ဆိုဆိုတက်ခီနော်ခါဆူတိုစတိုင်းပေါ့နော်အဲ့တော့သူတို့ရဲ့ဒီနိုးလျော်ကိုပုံမှန်ရှိနေတဲ့ညံရည်ထက်ကိုသူတို့ကပို့ပြီးတော့တိုးတက်အောင်လှုပ်ချင်တာပေါ့နော်အဲ့တော့ဟိုဖျားရှင်တွေပဲဆွမ်းဆောင်နိုင်တယ်ဖျားနော်ဖျားလို့ပါလို့ဆိုလို့ရှိရင်နော်သူများထက်ထူးချွန်တဲ့ပုံစံမျိုးအဲ့လိုပုံစံမျိုးပြောတာပေါ့နော်သိပ္ပံပညာရှင်တွေနော်အဲ့လိုမျိုးနာမည်ကြီးဒီတရုပ်ဆောင်တွေပေါ့နော်အဲ့လိုပုံစံမျိုးနိုင်ငံအဲ့လိုတွေပေါ့နော်အဲ့လိုလူမျိုးတွေကိုပြောတာပါသူတို့ကဒီပုံမှန်တာမန်မဟုတ်ဖြစ်နေပို့ပြီးတော့ကိုမှเนาะအဲ့တော့ကဘာကြီးကိုတို့ကငိမ့်ချမ်းစေခြင်းနဲ့တော့အဲ့လိုပုံစံမျိုးအတွေးတွေရှိတယ်ပေါ့เนาะအဲ့တော့တာမန်လူတွေမလုံနိုင်တဲ့အတွေးတွေကိုတို့တွေးပြီးတော့လုံမဲ့သူမျိုးတွေပေါ့เนาะအဲ့ဒါကကြီးကိုကြည့်စုကန်တော့ရော့ Q ရဲ့ဟာလေးပါအဲ့တော့เนาะလုံးဝသူကတော့ထိတ်ဆုံးကိုသွားချင်တာကွာเนาะအဲ့တော့ထိတ်ဆုံးကိုသွားချင်တာအဲ့တော့အဲ့ဒီမှာမက်ဆူရိုရဲ့ဒီရော့ Q 5ချက်မှာเนาะသူကဒီအပိုင်းကြီးခွဲသွားသေးတယ်ပေါ့เนาะအဲ့တော့ဒီအောက်ကကျတော့ခေဆူဘိုးရော့ Q ပေါ့နော်ဒီဘက်ဒီနှစ်ခုညားဒီဘက်ကအနက်ရောင်လေးနဲ့ရေးထားတဲ့အပိုင်းလေးပေါ့နော်ဗီဒီယို10မိနစ်ပဲရတော့နော်ဒီဗီဒီယိုမှာမမှီနိုင်လောက်ဘူးเนาะအဲ့တော့ဒီအပိုင်းကိုနောက်ထပ်တစ်ပိုင်းထပ်ပြီးတော့တင်ပေးမယ်နောက်နေ့เนาะအဲ့တော့ဒီဗီဒီယိုမှာမပြီးလောက်ဘူးပါဆိုတော့အဲ့မှာဒီခွဲတဲ့အပိုင်းလေးတွေကိုထပ်ပြီးပြောရအောင်ပါဆိုတော့เนาะအခုတစ်ချက်ချင်းစီရဲ့အတိတ်ပဲလေးတွေကိုဒီနေ့ရှင်းပြသွားပေးမယ်เนาะဗီဒီယိုမဆန့်လို့ပါเนาะ10မိနစ်ပဲရဆိုတော့လေเนาะအဲ့တော့နောက်ရက်ကြလို့ရှိရင်အဲ့ဟာတွေခွဲတဲ့ဟာလေးတွေကိုတေချာလေးချက်စုပြောပြပေးပါမယ်เนาะအဲ့ဆိုလို့ရှိရင်အခု10မိနစ်လည်းပြည့်သွားပြီဆိုတော့တတာ